ငှက်ကလေးတူနေရဲ့မော်တရဖူအပိုင်းတည်းငှက်ကလေးတွေကတစ်တော်ထဲမှာအစာရှာဖွေရတာရမ်းခက်ခဲနေကြပါတယ်အစာပြတ်လက်မှုကြောင့်သူတို့အားလုံးကစိတ်ပူပင်နေကြတာပေါ့ညီမတူနေဒီတစ်တော်ထဲမှာအစာရှာဖွေရတာတကယ်ခက်ခဲလာပြီတခုခုလုံးမကိုဖြစ်တော့မယ်အခုဆိုအစာရှာရတာအရန်ဒုက္ခရောက်နေပြီဟုတ်တယ်အမကြီးငါလည်းဒီကိစ္စကိုအယမ်းစိတ်ပူနေတယ်။ဘာလို့ရမလဲလုံးဝမသိတော့ဘူး။ဒီတစ်တော်ထဲမှာအစာရှာဖွေရတာတကယ်ခက်ခဲလို့နေ။ဟဲငါကတော့အစာရှာဖွေစရာမလိုဘူး။ဘာလို့ဆိုအစာကငါစီအလိုလိုရောက်လာတာကိုမင်းကအမြဲတမ်းသူများစီကအစာတောင်းနေတာပဲ။ကိုယ်တိုင်စူးစမ်းကြည့်မှအစာရှာရတာဘယ်လောက်ခက်ခဲလဲသိလားမ။ဟေးမင်းမဆက်ပိတ်ထားပြီးကိုကိစ္စကိုပဲခ ्यू ဆိုင်ပါရှင်တို့အားလုံးရမ်းမဖြစ်ကြပါနဲ့အားလုံးပူပန်နေစရာမလိုပါဘူးဒီတတော်ထဲမှာအစာတွေအများကြီးရှိသေးတယ်ကောင်းကောင်းရှာရုံပါပဲငှက်တွေအားလုံးငါတို့လက်လျှော့လို့မဖြစ်ဘူးငါတို့ကြိုးစားပြီးအစာရှာရမယ်တူနီရဲ့စကားကိုငါအားလုံးသဘောတူကြပြီးအစာရှာဖို့စိတ်အားထက်သန်လာကြပါတယ်အားလုံးကအစာရှာဖွေဖို့ပိုပြီးကြိုးစားလာကြပါတယ်။တူနီငှက်လေးကခဏကြာမှတော့အစာရှာဖွေဖို့ထွန်လာပါတယ်။တူနီကအစာရှာဖွေဖို့အရန်ကြိုးစားပေမဲ့ဘယ်နေရာမှအစာမတွေ့ပါဘူး။အရန်ပင်ပန်းပြီးတစ်ပင်တပင်ပေါ်မှာအနားယူဖို့နားလာပါတယ်။ဟူးငှက်တွေပြောတာတကယ်မမားဘူး။ဒီတစ်တော်ထဲမှာအစာတွေတကယ်ကုန်သွားပြီ။အခုငါဘာလို့ရမလဲပိုင်လဲရမ်းစာနေပြီတစ်တော်ပြန်ပါထွက်ပြီးအစာရှာကြည့်ရမယ်အစာများများရရင်ငှက်တွေအတွက်လဲသိမ်းထားမယ်ဒီလိုစိတ်ကူးနဲ့တူနေကတစ်တော်ရဲ့ပြင်ကိုထွက်လာပြီးအစာရှာဖွေပါတယ်ဒါပေမဲ့အစာတစ်ခုမှမတွေ့ပါဘူးရှေ့ကနည်းနည်းထပ်သွားရင်ရှေ့မှာမွေကြီးတစ်ကောင်ကိုတွေ့နိုင်ရပါတယ်မွေရဲ့ပါးစပ်ထဲမှာတေတော့မဲ့လိပ်ပြာလေးတစ်ကောင်ရှိနေခဲ့ပါတယ်။တူနီငှက်ကမွေစီလင်းမြန်သွားလိုက်ပြီးသူ့ရဲ့နှုတ်သီးနဲ့မွေကိုထိုးနှက်တိုက်ခိုက်ပါတယ်။မွေဟာလိပ်ပြာကိုထားခဲ့ပြီးထွက်ပြေးသွားပါတယ်။လိပ်ပြာရဲ့ခြေနေကတော့အယမ်းဆူရွားနေပါတယ်။ဒီဖြစ်ပျက်ကိုကြည့်ပြီးတူနီငှက်ကလိပ်ပြာလေးကိုရန်တနာသွားပါတယ်။ခဏကြာတော့လိပ်ပြာလေးဟာရုတ်တရက်နတ်သမီးတစ်ပါးဖြစ်ပြောင်းလဲသွားတာပေါ့။တူနီငှက်ကဒါရီအားလုံးကိုအံ့ဩစွာကြည့်နေပါတယ်။ငှက်မလေးငါ့ကိုမွေးလက်ထဲကကဲတင်ပေးလို့အယမ်းကျေးဇူးတင်နေ။မင်းရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ဘူး။မင်းတခုခုတောင်းပါ။မင်းဆန္ဒကိုငါဖြည့်ဆည်းပေးမယ်။မင်းပြောဘာလို့ချင်းလဲဆိုတာ။နတ်သမီးလေးငါတို့တစ်တော်ထဲမှာအစာတစ်ခုမှမရှိတော့ဘူး။ဒါကြောင့်ငါစီမှာအစာတောင်းလိုက်ရင်အစာရမယ်တခုခုရှိခြင်းနဲ့ငါအတွက်ရောတငယ်ချင်းငှက်တွေအတွက်ပါအစာရဖို့အတွက်ပဲနတ်သမီးလေးကသူ့မော်ပညာနဲ့တူနီငှက်ကိုတရဖူတစ်ခုပေးလိုက်ပါတယ်ငှက်မလေးဒီတရဖူကိုစောင်းထားပြီးအစာတစ်ခုခုတောင်းလိုက်ရင်အစာကမင်းရှိမှပေါ်လာလိမ့်မယ်အဲ့ဒီလိုပြောပြီးနတ်သမီးလေးကပျောက်ကွယ်သွားပါတယ်ဒီတရဖူကတကယ်လှလိုက်တာကဲအခုပဲစာတောင်းကြည့်မယ်တကယ်တောင်းလို့ရမလားကြည့်အောင်တူနီကတရဖူကိုစောင်းပြီးအစာတောင်းလိုက်ပါတယ်ခဏအကြာမှာပဲအစာတွေကသူ့ရှိမှပေါ်လာပါတယ်တူနီငှက်ကအရန်ပျော်ရွှင်ပြီးအစာတွေကိုစားပါတော့တယ်ဘိုက်ပြေသွားပြီအခုတော့ငှက်တွေစီပြန်သွားရမယ်သူတို့လည်းဘိုက်စာနေမှာပဲသူတို့အတွက်အစာများကြီးယူသွားပေးမယ်။တူနီကတရဖူဆောင်ပြီးငှက်တွေစီပြန်လာပါတယ်။တူနီဒီတရဖူကမင်းဘဲကရလာတာတဲ့။အရန်ကိုလှတာပဲ။တူနီရေငါတို့ဘိုက်တွေအရန်စာနေပြီ။အစာလည်းတစ်ခုမှမရှိဘူး။ဘာလို့ရမလဲပြောပါဦး။ငှက်တီအားလုံးစိတ်ပူစရာမလိုဘူး။အခုပဲအစာများကြီးကိုငါယူပေးမယ်။ငါစီမှာငှက်အားလုံးဘိုက်ပြအောင်စားနိုင်မဲ့အစာရီပေါ်လာပါစေတူနီငှက်ပြောလိုက်တာနဲ့အစာရီများကြီးပေါ်လာပါတယ်
ငါအားလုံးကအစာတွေကိုတွေ့ပြီးအယမ်းပျော်ရွှင်သွားကြပါတယ်ဟဲတူနီမင်းဘလို့မော့ပညာသုံးလိုက်တာလေမင်းပြောလိုက်တာနဲ့အစာတွေအများကြီးရောက်လာတာပဲဟုတ်တယ်တူနီမင်းပါစက်ထင်းမှာဘယ်လိုမော့ပညာရှိတာလဲငါတနေ့ကုန်အစာရှာရင်တော့ဒီလောက်အစာမရဘူးမင်းရဲ့လျှို့ဝှက်ချက်ကိုပြောပြပါငါတငယ်ချင်းတို့ဒါကပါလျှို့ဝှက်ချက်မှမဟုတ်ဘူးငါကောင်းဘော်ကတီးတရဖူကိုမြင်လားတီးတရဖူရဲ့အံပွင့်စွာပဲတီးတရဖူကိုနတ်သမီးလေးတစ်ပါးကပေးခဲ့တာသူကငါတို့အားလုံးအစာစားနိုင်မှုအတွက်ဆိုပြီးပေးခဲ့တာအခုကစားပြီးအစာလိုရင်ငါ့ကိုလာပြောကြဟုတ်ပြီလားဒီလိုနဲ့ပဲတူနီငါကတရဖူစားပြီးအိမ်ပြန်သွားပါတယ်ဒီနေ့ငါကြောင့်ငှက်တွေအားလုံးဘိုက်ပြအောင်စားနိုင်ခဲ့တယ်အခုတော့ဘာစိတ်ပူစရာမှမရှိတော့ဘူးဒီလိုဆိုငါနင်းနေနားယူလိုက်အောင်မေဒီလိုနဲ့နေတိုင်းတူနီငှက်ရဲ့အိမ်ကိုငှက်တကောင်မဟုတ်တကောင်ရောက်လာပြီးအစာယူသွားကြပါတယ်ငှက်တီအားလုံးကတူနီငှက်ကိုအယမ်းကျေးဇူးတင်နေကြပါတယ်ဒါပေမဲ့ကာလူကြီးကန်းတကောင်ကတော့တူနီကိုအယမ်းမနာလို့ဖြစ်နေပါတယ်ဒီတူနီငှက်ကအယမ်းကိုသဘောကောင်းတာပဲငှက်အားလုံးသူ့ကိုဘလောက်တောင်လေးစားနေကြလဲငါ့ကိုတော့ဘယ်သူမှမလေးစားကြဘူးအခုငါဘယ်လိုလုပ်ရင်သူ့လိုမျိုးငှက်တွေရဲ့လေးစားမှုကိုရမှာလဲဟုတ်ပြီသူ့စင်ဟာတရဖူကိုခိုးယူရမယ်အဲ့ဒါဆိုရင်ငှက်တွေအားလုံးငါစီကအစာလာတောင်းကြလိမ့်မယ်ငါသူတို့ကိုအစာပေးပြီးငါကုံတဲ့ကိုမြင့်တင်ရမယ်ကွာဟာဟာဟာကာလူကြီးကန်းရဲ့ကောင်းထဲမှာမကောင်းတဲ့အကြံတစ်ခုပေါ်လာပါတယ်သူကတူနီငှက်ရဲ့အိမ်စီကိုတရဖူခိုးဖို့ထွန်လာပါတယ်တူနီရဲ့မြန်သွားဟိုမှာစာကလေးနဲ့ခိုကအရန်ဆုံဆုံရွရွကိုရှမ်းဖြစ်နေကြတယ်အဲ့ဒါကြောင့်မင်းကိုလာခေါ်တာမဲသူတို့ရှမ်းဖြစ်တာကိုရအောင်လုပ်နိုင်မှာဟုတ်ပြီကာလူကိုဘာမှစိတ်မပူနဲ့ကျမအခုပဲသူတို့စီသွားပြီးရှမ်းဖြစ်တာကိုရအောင်လုပ်လိုက်မယ်အဲ့ဒီလိုနဲ့တူနီငှက်မလေးကချက်တူရွေးနဲ့ခိုးလို့ရန်ဖြစ်နေတာကိုတားဖို့အတွက်ထွက်လာခဲ့ပါတယ်ဒီနေရာမှာပဲငှက်မလေးတူနီရဲ့မော်တရဖူအပိုင်းတစ်ပြီးသွားပါပြီနောက်ဗီဒီယိုမှာအပိုင်းနှစ်ကိုတင်ဆက်ပေးသွားမှာမလို့ဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်